အားလုံးပဲမင်္ဂလာပါ Hockey 4ကနေကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ Advanced Server မှာရောက်ရှိနေပြီဖြစ်တဲ့ Raven Marshal အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ယခု Marshal Raven ဟာလည်း Ulas Raven လိုပဲပုံစံတွေ spare တွေ spare 3x3 နည်း passive တွေအကုန်လုံးပြောင်းလဲသွားတာဖြစ်ပါတယ်ဒါဆိုရင် Marshal ရဲ့အရင်ကပုံစံနဲ့အခုပြောင်းလဲသွားတဲ့ပုံစံကိုအနည်းငယ်လောက်ရှင်းကြည့်လိုက်ကြရအောင် All troops deployed.ယခုလက်ရှိမှာတော့ Marshal က spare 4ခွက်ဘာရှိရာဆိုပေမဲ့ Raven လောက်ထားတဲ့ Marshal မှာတော့ spare 3ခွက်ပဲဘာရှိပါတော့မယ်ယခု Raven လောက်ထားတဲ့ Marshal ရဲ့ scale 1ဟာဆိုလို့ရှိရင် original server မှာရှိရဲ့ Marshal ရဲ့ scale 2လိုမျိုးပဲ enemy ကိုသုံးလိုက်တဲ့အချိန်မှာ enemy ကို slow effect ပေးမှာဖြစ်ပြီးကို spare သုံးလိုက်တဲ့ဘက်ကနေပြီးတော့လက်သက်ချစ်ရာတစ်ခုပေါ်လာမှာပဲဖြစ်ပါတယ်Marshal ဟာ scale 1သုံးပြီးလက်သက်ချစ်ရာရှိရဲ့ဘက်ကိုထပ်ပြီးတော့ basic attack နဲ့ခုတ်လိုက်မယ်ဆိုလို့ရှိရင် movement speed တိုးလာအောင်မှာဖြစ်ပါတယ်Marshal ရဲ့ scale 2ဟာတော့ Lucas ရဲ့ scale 2လိုမျိုး dash တဲ့ scale တစ်ခုဖြစ်ပါတယ်။သူကကိုသွားခြင်းတဲ့ဘက်ကိုချိန်သုံးရမှာဖြစ်ပြီးတော့ scale 2သုံးပြီးသွားရင် range အတွင်းက enemy ကို basic attack သုံးလိုက်လို့ရှိရင်ပြစ်ခုတ်အောင်မှာပဲဖြစ်ပါတယ်။အဲ့လိုScale 2သုံးပြီး basic attack ထပ်သုံးလိုက်လို့ရှိရင်လက်သက်ချေရာပေါ်လာပါတယ်အဲ့ဒီလက်သက်ချေရာရှိရဲ့ဘက်ကို basic attack ထပ်သုံးလိုက်လို့ရှိရင် movement speed တိုးလာအောင်မှာပဲဖြစ်ပါတယ်Marshal ရဲ့ scale 3ဟာတော့ enemy မရှိရင်သုံးလို့မရပါဘူး။ Marshal ကသူ့ရဲ့ scale 3ကို enemy ပေါ်ကိုသုံးလိုက်တဲ့အချိန်မှာသူကလက်သက်နဲ့ခုံပြီးတော့အုပ်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးခုံလိုက်တဲ့အချိန်မှာလည်းကိုခုတ်လိုက်တဲ့ဘက်မှာလက်သက်ချေရာပေါ်လာအောင်မှာပါ။Marshal ရဲ့ ultimate ဟာချိန်သုံးလိုက်တဲ့ enemy ကို10 second stun မှာဖြစ်ပြီးတော့ဘေးနားမှာရှိတဲ့ enemy တွေကိုလည်းတွန်းကန်အောင်မှာပါScale 3သုံးပြီးလက်သက်ချေရာပေါ်တဲ့ဘက်ကို basic attack ထပ်သုံးလိုက်လို့ရှိရင်လည်း movement speed ထပ်တိုးအောင်မှာပါကျွန်တော်အခု Marshal ရဲ့ passive ကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်။ Marshal ရဲ့ passive ကအပေါ်ယံကြည့်ရင်လွယ်သလိုလိုနဲ့တေချာနားမလည်ဘူးဆိုရင် passive လုံးဝပွင့်မှာမဟုတ်ပါဘူး။ဒါကြောင့်ဗီဒီယိုကိုမကြော်ပဲကြည့်ပေးကြဖို့တောင်းဆိုပါတယ်။ Marshal ရဲ့ passive က enemy ကိုလက်သေးနဲ့3ချက်ခုတ်ရင်ပွင့်ပါတယ်။ဟုတ်ပါတယ်။လက်သေးနဲ့3ချက်ခုတ်ရုံပဲလားဆိုပြီးကြော်သွားရင် passive လုံးဝပွင့်မှာမဟုတ်ပါဘူး။လက်သေးနဲ့ခုတ်တဲ့အချိန်မှာ basic attack ပထမတစ်ချက်ခုတ်ပြီးလက်သေးရပေါ်သွားတဲ့ဘက်ကနေ basic attack နောက်တစ်ချက်ခုတ်အဲ့လိုခုတ်ပြီးလက်သေးရပေါ်တဲ့ဘက်ကနေနောက်တစ်ချက်ထပ်ခုတ်အဲ့လို3ချက်ပြည့်အောင်ခုတ်မှ Marshal ရဲ့ passive ပွင့်မှာပဲဖြစ်ပါတယ်။ spare 3တဲ့အချိန်မှာလည်းလက်သေးရပေါ်တဲ့ဘက်ကနေ spare 3 basic attack နဲ့ချဒါမှသာ passive ပွင့်မှာပဲဖြစ်ပါတယ်အဲ့လိုမဟုတ်ပဲခုတ်ချင်တဲ့ဘက်ကနေ basic attack ထိုင်ခုတ်နေတာပဲဖြစ်ဖြစ်spare 3တာပဲဖြစ်ဖြစ်အဲ့လိုအချိန်လေးမှာဆိုရင် Marshal ရဲ့ passive ကလုံးဝပွင့်မှာမဟုတ်ပါဘူးMarshal က passive ပွင့်နေရင် 50% CD reduction နဲ့ 100% attack speed ရအောင်ပါပါပြီးလို့ရှိရင် movement speed 40%ကလည်းရနေအောင်မှာဖြစ်ပါတယ် Marshal ရဲ့ passive ကပွင့်ပြီး20စက္ကန့်အတွင်း damage ပေးတာဖြစ်စေဒါမှမဟုတ်ကိုက damage ခံတာဖြစ်စေအဲ့ဒါမျိုးမရှိဘူးဆိုလို့ရှိရင် passive ကပြန်ပိတ်သွားမှာပဲဖြစ်ပါတယ်Marshal က creep ကိုဖြစ်စေ enemy ကိုဖြစ်စေ tower တွေကိုဖြစ်စေ basic attack နဲ့ခုတ်နေလို့ရှိရင်သွေးတန်းအောက်က energy bar လေးတက်နေမှာဖြစ်ပြီးသွေးလျော့သွားတဲ့အချိန်မှာအဲ့ဒီ energy bar ကနေပြီးတော့သွေးပြန်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ Marshal Raven ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာ